တလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာထိန်ချန်ထိမ်းမြလက်ထပ်မှုတွေဘယ်လိုပြစ်ဒဏ်တွေကိုသတ်မှတ်ပြဋ္ဌာန်းထားခြင်းရှိပါသလဲတလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေရဲ့ပုံမှန်19မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်မည်သူမဆိုဥပဒေတရရဖြစ်စေကိုးကွယ်ရာဘာသာအရဖြစ်စေဓလေ့ထုံးစံအရဖြစ်စေထိမ်းမြပြီးသောယောက်ျားသို့မဟုတ်မိန်းမတဦးဦးသည်အဆိုပါထိမ်းမြမှုအတည်ဖြစ်နေစဉ်ယင်းထိမ်းမြမှုကိုထိန်ချန်၍အခြားယောက်ျားသို့မဟုတ်မိန်းမတဦးကိုထပ်မံထိမ်းမြပါက10နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်လို့ပြဋ္ဌာန်းထားပါတယ်အဲ့တော့ပုံမှန်19ရဲ့ပြဋ္ဌာန်းချက်ကမည်သူမဆိုပေါ့နော်ထိမ်းမြမှုအတည်ဖြစ်နေစဉ်မှာအဲ့ဒီထိမ်းမြမှုကိုထိန်ချန်ပြီးတော့ထပ်မံထိမ်းမြလက်ထပ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုထောင်ဒဏ်ပေါ့နော်10နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်နိုင်တဲ့ပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။တာမာအဖြစ်ဆိုလို့ရှိရင်ရိုးရိုးထပ်မံထိမ်းမြရင်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းလင်မယားဖြစ်တရားမဝင်နေထိုင်ပေါင်းတဲ့ဆိုလို့ရှိရင်ပုံမှန်73အရာ9နှစ်ထက်မပိုသောထောင်ဒဏ်ကိုသာလျှင်ချမှတ်နိုင်မှာဖြစ်တော်လဲပဲထိန်ချန်ပြီးတော့ထပ်မံထိမ်းမြခဲ့တာဆိုလို့ရှိရင်ပုံမှန်19အရာပေါ့နော်10နှစ်ထက်မပိုသောထောင်ဒဏ်ကိုချမှတ်ရမယ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ဆိုတော့ပြစ်ဒဏ်ကိုတိုးမြင့်ထားခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ထိန်ချန်ပြီးတော့ထိမ်းမြလက်ထပ်တာကပို့ပြီးတော့မှပြစ်မှုကြီးပါတယ်ဆက်လက်ပြီးတော့ပုံမှန်18မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်မည်သူမဆိုဥပဒေတရရအရာဖြစ်စေကိုးကွယ်ရာဘာသာအရာဖြစ်စေဓလေ့ထုံးစံအရာဖြစ်စေထိမ်းမြပြီးသောယောက်ျားသို့မဟုတ်မိန်းမတဦးဦးသည်အဆိုပါထိမ်းမြမှုအတည်ဖြစ်နေစဉ်ယင်းထိမ်းမြမှုကိုထိန်ချန်၍အခြားယောက်ျားသို့မဟုတ်မိန်းမတဦးကိုထပ်မံထိမ်းမြပါကနင့်နာသူသည်တရားမကြောင်းအရတရားစွဲဆိုခွင့်ရှိသည်လို့ပြဋ္ဌာန်းထားပါတယ်ပုံမှန်18ရဲ့ပြဋ္ဌာန်းချက်ကတော့အဲ့လိုထိန်ချန်ပြီးတော့ထိမ်းမြလက်ထပ်ခံရတဲ့အတွက်နင့်နာသူဟာတရားမကြောင်းအရာပေါ့နော်နင့်နာကြီးရော်ကြီးတောင်းနိုင်တယ်လို့လမ်းဖွင့်ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာထိန်ချန်ပြီးတော့ထိမ်းမြလက်ထပ်မှုအတွက်ပြစ်ဒဏ်2ရက်ကိုသတ်မှတ်ထားတယ်ပေါ့နော်ပထမပြစ်ဒဏ်ကတော့ရာဇဝတ်မှုဖြစ်ပြီးတော့မှထောင်ဒဏ်အနေနဲ့ဆိုရင်10နှစ်ထက်မပိုသောထောင်ဒဏ်ကိုချမှတ်မိဖြင့်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်ဒုတိယပြစ်ဒဏ်ကတော့တရားမကြောင်းအရာပေါ့နော်တရားမကြောင်းအရာတရားစွဲဆိုပြီးတော့နင့်နာသူဟာနင့်နာကြီးတို့ရော်ကြီးတို့ကိုတောင်းခံနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်